ငယ်ကလေးကအတူတူကြီးပြန့်ခဲ့ကြတယ်ဗျာကျောင်းလေးတူတူတက်ခဲ့တယ်ဟိုဆရာတယောက်တည်းစီမှာပဲပညာသင်ခဲ့ကြတာပေါ့ဟုတ်ကဲ့ရှင်ညာရင်ညံသွေးပိုက်ကိုကြည့်ရင်လေတိတ်ပြီးကွာချလာတယ်လို့မရှိခဲ့ဘူးလေအဲ့ဒါကိုပြောတာပါဒါပေမဲ့နှစ်တည်း3-40လောက်ကြာလာတဲ့အခါမှာတယောက်ကကြီးကျယ်ခမ်းနားတဲ့မြူကြီးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီးဖြစ်လာတယ်ကျန်တဲ့သူတွေကတော့တနေ့စာတနေ့လောင်းငါယုံလေတော့ကိုအသေးအံရုန်းကန်နေရဆဲပဲဗျဘာကြောင့်များဒီလောက်တောင်ကွာချသွားရတာလဲဒါကရားကိုစဉ်းစားစရာကောင်းတဲ့မေးခွန်းပါပဲလူတယောက်ရဲ့အောင်မြင်မှုဆိုတာတကယ်ပဲကံတရားကဖန်တီးပေးလိုက်တာလားပေါ့ကဲဒါကိုတေချာလေးဖြေကြည့်ကြအောင်ဗျရုပ်သားစွာစူးစမ်းရုံနဲ့ဘာလို့မလုံလောက်တာလဲဆိုတဲ့စူးစမ်းမှုရဲ့လက်စားချက်ကြီးကိုဒီကနေ့ကျွန်တော်တို့လေ့လာဆန်းစစ်မှုမှာတေချာနဲ့ဆွေးနွေးသွားကြအောင်မှန်ပါတယ်ရှင်ညီအချောင်းရလာနေတဲ့ဆင်အောင်မြင်မှုဆိုတာတကယ်ပဲကံတရားကဖန်တီးပေးလိုက်တာလားဟိုဒါမှမဟုတ်ကိုယ်တိုင်ဖန်တီးယူရတဲ့တိဖန်နီးကြောင့်ဥပဒေသားတစ်ခုလားဆိုတော့ကျွန်တော်တို့အသေးစိတ်တွေ့မြင်ရမှာပါရှီဟောင်းဘေဘီလုံးမတန်တီကိုခြေခံထားတာဆိုတော့ပို့တော်စိတ်ဝင်စားမှုကောင်းတယ်ဗျာဒါပို့ရှင်ရှီဟောင်းဘေဘီလိုမျိုးကြီးကိုနောက်ခံထားပြီးငယ်သူငယ်ချင်း၃ယောက်ဖြစ်တဲ့ယထာတီဆောက်သူဘန်ဆာရဲ့ဆောင်းပညာရှင်ခေါ်ဘီရဲ့နောက်ပိုင်းမှာအချင်းကောက်ဆုံးဖြစ်လာတဲ့အာကက်ရဲ့သူတို့၃ယောက်ရဲ့လုံးဝကွဲပြားသွားတဲ့ဘဝလမ်းကြောင်းတွေကိုကျွန်တော်တို့လေ့လာကြည့်ကြမှာပါဟုတ်တယ်ဗျာလူတွေရဲ့စိတ်နဲ့သဘောထားနဲ့လက်တွေ့လို့ဆန်ချက်ဒီကသူတို့ရဲ့ကံကြမ္မာကိုဘယ်လိုပုံဖော်သွားတယ်လဲဆိုတာအလွန်ပြင်းပြင်းစွာပေါ်လွင်နေတယ်နော်အတိအကျပါပဲဇလန်းရဲ့အစမှာတင်ဘန်ဆာဆိုတဲ့ပြန်ရထားတီဆောက်သူပညာရှင်ရဲ့အခြေအနေကတကယ်ကိုစိတ်မကောင်းစရာပါရှင်။ तू ကတာမန်ပြင်းနေတယ်သူလုံးဝမဟုတ်ဘူးလေ။ဟုတ်ကဲ့ဗျာ။ဘေဘီလိုမှာအကောင်းဆုံးနဲ့အခိုင်ခိုင်ဆုံးပြန်ရထားဒီကိုတီဆောက်နိုင်တဲ့ထိတ်တန်းပညာရှင်တယောက်ပါ။ဒါပေမဲ့တကယ်လက်တွေ့မှာကျတော့ तू ကအကျွေးတွေဝိုင်းနေတယ်ဟုတ်ကဲ့မင်းကဖြစ်သူကအိမ်မှာဆန်ကုန်တော့မယ်လို့ညီးတွားနေတဲ့အချိန်မှာ तू ကဘာလို့ရမှမသိပဲခြံစီရိုးတနိုင်ပေါ်မှာထိုင်နေရတယ်ပြီးတော့ဘရင်ကြီးရဲ့ခါနာလာလဲနန်းတော်ကြီးကိုလမ်းကြီးကြည့်နေခဲ့ရတယ်လေအဲ့ဒီအချိန်မှာသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ဆောင်းစရာကော်ဘီရောက်လာတယ်ဗျကော်ဘီကလည်းသူ့ဆောင်းပညာကိုတစိုက်မမဲ့ကျူးစားခဲ့တဲ့သူပါပဲကော်ဘီကငွေနှစ်ပြားလောက်လာချေတော့ဘန်ဆာကမိမိအိတ်ကထဲမှာတပြားမှမရှိဘူးလို့ခါတိစွာဖြေလိုက်ရလဲစဉ်းစားတာကြည့်တော့ဗျာကိုကျွမ်းကျင်တဲ့ပညာရဲ့မှာတစ်ဖက်ကန်းခတ်တမြောက်ထားပါလက်နဲ့ဘာလို့ဒီလိုအခြေအနေစိုက်နေရလာလဲဆိုတာသူတို့ကိုယ်တိုင်တောင်နားမလည်နိုင်ဖြစ်နေကြတာမှန်ပါတယ်ရှင်တငယ်ချင်းအရင်ကြီးကိုငွေနှစ်ပြားလဲတော့မချေးနိုင်ဘူးဆိုကြတဲ့ကသူ့ရဲ့စီးပွားရေးအကျက်အတက်ကဘလောက်ဆိုးနေတယ်ဆိုတာသိချနေပါပြီဟုတ်တယ်ဒီနေရာမှာစဉ်းစားစရာကသူတို့နှစ်ယောက်စလုံးကကိုအလောက်ကိုရိုးရိုးသားသားနဲ့အကောင်းဆုံးစူးစမ်းလုပ်ကင်နေကြတာပဲလေဒါမှသူတို့ရဲ့ယုံကြည်ချက်ကလွဲနေတယ်ရှင်ငါတို့ဒီလိုရိုးသားစူးစမ်းနေတဲ့နှဖျားတွေကတနေ့နေ့မှာကောင်းကြီးပေးလာလိမ့်မယ်အလိုလိုချမ်းသာလာလိမ့်မယ်ဆိုပြီးတွေးထားကြတာကိုအဲ့ဒါကပြဿနာရဲ့အရင်းမြစ်ပါပဲသူတို့ကအောင်မြင်မှုဆိုတာပြင်ပကနေသူတို့ကိုလာပေးမဲ့ဆူလာတစ်ခုလို့သတ်မှတ်ထားကြတာဗျာကိုယ်တိုင်ဖန်တီးယူရမယ့်အရာလို့မမြင်ကြဘူးဟုတ်ကဲ့ရှင်လက်တွေ့မှာအသက်တာကြီးလာတယ်မျောလေးထားတယ်လို့ချမ်းသာမလာတဲ့ခါကျတော့သူတို့တွေဟာကံကြမ္မာကိုစပြီးအပစ်တင်လာကြတယ်ငါတို့ကံကဒီလောက်ပဲဆိုပြီးစင်ချေပေးလာကြတယ်လေပန်စားရဲ့အိမ်မက်အကြောင်းလေးကအဲ့ဒီစိတ်ပိုင်းဆိုင်ရာအခြေအနေကိုအယံပေါ်လင်းစေတယ်ဗျာအိမ်မက်ထဲမှာသူကတထေးကြီးဖြစ်နေပြီးသူတောင်းစားတွေကိုတော့ငွေတွေဝင်းကနေတာတဲ့ဟိုစိတ်ကူးထဲမှာတော့ပစ်ဆန်အိတ်ကြီးကအမြဲတမ်းပြီးနေတာကိုရှင်းတဘောဒါပေမဲ့လက်တွေ့နိုးလာချင်းမှာတော့အိတ်ကထဲမှာတပြားမှမချီတဲ့အဖြစ်ဆိုးကိုရင်ဆိုင်ရပြန်ရောဒါဘာနဲ့တူတယ်လဲဆိုရင်ငွေကြေးပညာမကတ်ပဲရိုးသားသားစ조사နေတာဟာပြေးစပေါ်မှာအာကုန်တာပြေးနေပေမဲ့ခီးထက်ထွာမှမရောက်တဲ့အဖြစ်မျိုးနဲ့တူနေတယ်ဗျာတဘိုးကြောက်ပါရရှင်ချွေးထော်ရုံပဲရှိမယ်ချွေကုံလက်ပန်းသာကြတော့မယ်တကယ်တမ်းကြတော့နေရာဟောင်းမှာပဲရက်နေရလေဟုတ်တယ်ဗျာတလားမှရှင်းမရောက်ဘူးဒီအချက်ကိုပိုကျပြတဲ့ရှီထောင်ကနေချိတ်ဆက်ကြည့်မယ်ဆိုရင်သူတို့နှစ်ယောက်ချန်စီယိုပေါ်ကနေဘရင်ကြီးရဲ့ဥယျာဉ်အတွက်ရေးတဲနေရတဲ့ကျွန်းတွေကိုလှမ်းကြည့်မိသွားတဲ့အခန်းလေးကိုတွားတတိရမိတယ်ရှင်ဟုတ်တယ်နေဘူးကျဲမှာရေအိတ်ကြီးတွေထမ်းပြီးတင်နေရတဲ့သူတွေလေဟုတ်ကဲ့အပေါ်တက်သွားလိုက်အောက်ပြင်ဆင်းလာလိုက်လုံနေရတဲ့ကျွန်းတွေကိုကြည့်ရင်သူတို့လည်းအဲ့ဒီကျွန်းနေနဲ့ဘာမှမကွာခြားဘူးဆိုတာကိုရုတ်တရက်အလင်းပွင့်သွားလို့နားလည်သွားကြတယ်နိုင်ငံရေးရလွတ်လပ်သူတွေလွတ်လပ်တဲ့နိုင်ငံသားတွေလို့အမိခံထားပေမဲ့လက်တွေ့စီးပွားရေးအရာတော့စင်ရင်နွမ်းပါမှုရဲ့ခြေကျွန်းဒီဖြစ်နေကြတော့ပဲဆိုတော့ခါတိတဲ့အမှန်တရားပေါ့ဗျာတိကျပါတယ်ရှင်ဒီခေတ်နဲ့နိုင်ရှင်ရရင်ဝင်ငွေတော့ကောင်းကောင်းရပါတယ်ရဲ့ဒါပေမဲ့ကိုယ်ပိုင်ဆိုင်မှုတစ်ခုမှမရှိပဲ
နေ့စဉ်အလုံးလုံးမှသာစားရမယ်မလုပ်ရင်ငတ်မဲ့အခြေအနေမျိုးမှာပြိမိနေတဲ့ခေတ်သစ်အလုပ်သမားတွေရဲ့ဘဝနဲ့အတူတူပါပဲ ဟုတ်တယ်ဗျာလက်စင်လက်ပတ်နေတဲ့ဝင်ငွေထွက်ခွေတက်တက်ကိုပဲချမ်းသာကြွယ်ဝမှုလို့ထင်းအောင်ထင်မှားဖြစ်နေကြတာကို မှန်ပါတယ် ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပြီဗျာမိမိတို့ရဲ့စူးစမ်းမှုတွေကအရာမထင်ဘူးဘာမှနဲ့မှလည်းမတီးဘူးဆိုတဲ့နာကျင်ဝယ်အမှန်တရားကသူတို့ကိုနောက်ထပ်နှောင့်ယှက်မှုတစ်ခုစီတွန်းပို့လိုက်ပါတယ် ။ဘာများလဲရှင်။တငယ်ချင်းအာကတ်စီကိုထွားတဲ့အပိုင်းလား အလဲတာပေါ့ဗျာငယ်ငယ်တာသူတို့နဲ့အရာရာတန်းတူထိခဲ့ဘူးရဲ့တငယ်ချင်းအာကတ်ဟာအခုဆိုရင်ဘေဘီလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီးဖြစ်ပြီးဆိုတဲ့အချက်ပါပဲဒီတို့သူတို့လည်းသွားပြီးအဖြေရှာဖို့ဆုံးဖြတ်လိုက်ကြတယ် ။ဟုတ်ကဲ့။ဒါကအရာအရေးကြီးတဲ့အချိုးအကွစ်တစ်ခုပါပဲ ကျလို့တာမန်လူလေးဆိုရောအောင်မြင်နေတဲ့သူတွေကိုချီပြီးသူတို့ကကံကောင်းလို့ပါဒါမှမဟုတ်အမွေရလို့ပါအခွင့်အရေးပိုရပဲလို့ပါဆိုပြီးလွယ်လွယ်ကူကူကင်းမွန်းကရှင်ကြတယ်ဟုတ်လားဒါကိုယ့်ရဲ့ပြင်းရည်မှုနဲ့မတိနာမလဲမှုကိုဖုံးကွယ်ဖို့စင်ချေပေးတာများလားလို့တော့တွေးကြထစ်လာလေဗျာ ။ဟုတ်ပါတယ်ရှင်။ပန်ဆာနဲ့ကော်ပီတို့ကလည်းအာကတ်ကိုအဲ့လိုပဲပြောခဲ့ကြတာပဲ။မင်းတယောက်ထဲကိုပဲကန်တင်မာကညင်နာတာပေးရွေးချယ်သွားတာလို့ဆွဆွဲခဲ့ကြတယ် အာကကဘလို့တုံ့ပြန်လေဗျ ။အာကတ်ကဒါကိုလုံးဝလက်မခံပါဘူး။သူကကန်တရားကြောင့်ရွတ်တရက်ငွေထုတ်ကြီးရလာသူတွေအမွေရလို့ချမ်းသာလာသူတွေရဲ့တဘာဝကိုထောက်ပြခဲ့တယ် ဘလို့မျိုးလဲဗျအမွေရတဲ့သူတွေကပိုတော်သုံးနိုင်ဖြုံးနိုင်ရှိသေးတာမဟုတ်ဘူးလား အဲ့ဒီလိုမဟုတ်ဘူးရှင်အဲ့ဒီလိုလူတွေဟာငွေကိုဘလို့ထိမ့်တန်းရမလဲငွေရဲ့စီးမြင့်ဒီကပါလဲဆိုတာကိုမသိတဲ့အတွက်အလျင်မြန်ပြန်စင်းရဲသွားတတ်ကြလေလို့သူကရှင်းပြတယ် အာတဘောပေါက်ပြီရွတ်ရက်ထီပေါ်သွားတဲ့သူတွေလို့ပေါ့နော် အတိအကျပဲရှင်တချို့ကြောက်လို့လဲငွေကုံတော်မှာကိုကြောက်လွန်လို့ဘာမှမသုံးရက်ပဲထတ်ရှာဖို့လည်းမသိတဲ့အတွက်ကြောက်ရွံစွာနဲ့ပဲပုံအောင်နေထိုင်ပွားကြတယ်လို့ဆိုပါနဲ့ ငွေဆိုတာဘလို့လို့ရဲဆိုတာဘိုးသူရမရှိရင်အဲ့ဒီငွေကကိုကိုပြန်ပြီးဒုက္ခပြရတာကို ဟုတ်ပါတယ်ရှင် ဒါဆိုရင်သူတို့ရဲ့ချမ်းသာမှုကတကယ်လွတ်လပ်မှုမဟုတ်ပဲနောက်တဲ့အရင်အောင်တစ်ခုဖြစ်သွားတာပေါ့နော်ပိုက်ဆံရှိလည်းနဲ့စိတ်ဆင်းရဲနေရတာမျိုးဗျာ မှန်ပါတယ်ရှင်အကရဲ့အမြင်မှာချမ်းသာကြွယ်ဝမှုဆိုတာကန်တရားကြောင့်ကြားလာတဲ့အရာမဟုတ်ပဲဒဏကိုတိဆောက်ရမယ်ဥပဒေသားများဆိုတာရှိတဲ့အဲ့ဒီဥပဒေသားတွေကိုတင်ယူလေးလာပြီးလက်တွေ့ကျင့်သုံးမှုကြောင့်ဒါဖြစ်တည်လာတာလို့တိတိကျကျရှင်းပြသေးပါတယ် ရူပပေရမှာစွမ်းငင်အားဥပဒေရှိတယ်လို့မျိုးပေါ့ ဟုတ်ကဲ့ငွေကြေးမှာလည်းတိကျတဲ့ဥပဒေသားတွေရှိတယ်ဆိုတာကိုသူကထောက်ပြခဲ့တာပါ ဒါတည်းဗျာအာကတ်ကိုယ်တိုင်ကလည်းဒီဥပဒေသားတွေကိုမွေးတွေကတိလာခဲ့တာမဟုတ်ဘူးလေ ဟုတ်ပါတယ်ရှင် သူဟာလည်းတချင်းကမော်ကွန်ယုံမှာရှွန်းစေပြတဲ့ပုံမှာဥပဒေတွေကိုကူးရရတဲ့တာမန်စာရေးလေးဘွားနဲ့စာတင်ခဲ့ရတာပဲ ဟုတ်ပါတယ်ရှင်သူလည်းအစောကတာမန်မှာပဲ အဲ့ဒီတာမန်ဘွားနဲ့အချမ်းသာဆုံးဖြစ်သွားတဲ့အလက်အပြောင်းကဘာလဲဆိုအရင်စိတ်ဝင်စားစရာကောင်းတယ်လေဘယ်လိုလုပ်ပြီးဒီဥပဒေသားတွေကိုတီးသွားတာလဲ သူ့ဘဝကိုပြောင်းလဲသွားစေတာကငွေတိုးချေးစားတဲ့တထေးကြီးအယ်ဂါမစ်ရှိကနေသင်ခန်းစာရခဲ့တာပါရှင် Algamish လာ ဟုတ်ကဲ့ဘန်လက်ကကျန်းတာတဲ့နီလန်းကိုတီးချင်လွန်းလို့အယ်ဂါမစ်ရှိရဲ့အလုပ်ကိုညာလုံးပေါက်ငွေအိပ်ပဲဥပဒေတွေကိုအပီးကူးရေးပေးခဲ့တယ်အဲ့ဒီမှာအယ်ဂါမစ်ရှိကသူ့ကိုလျှို့ဝှက်ချက်တစ်ခုတကယ်တော့ယူရှင်းလွန်းတဲ့အခြေခံသဘောတရားတစ်ခုကိုပြောပြခဲ့တယ် ဘာများလဲဗျအဲ့ဒီလူဝတ်ချက်က အဲ့လာကတော့မိမိရရှိသောဝင်ငွေဤစေပုံတပုံကိုမိမိအတွက်ဖယ်ထုတ်သိမ်းဆည်းရမည်ဆိုတဲ့အချက်ပါပဲရှင် မေပေါင်းဗျဒီနေရာမှာကျွန်တော်နည်းနည်းဝင်ထောက်ချင်တယ် ဟုတ်ကဲ့ပြောပါရှင် ဘန်စာရဲ့အခြေအနေကိုပြန်ကြည့်အောင်ဗျာ तू ကကျွေးဒီလက်ပင်ဟိုက်နေပြီမိမကလည်းစံအိုးထဲမှာစံမရှိတော့ဘူးလို့អော်နေပြီအဲ့ဒီလိုတနေ့စားတနေ့တောင်မနေယုံကန်နေရတဲ့ငက်လွတ်မတထင်းနေတဲ့ဆင်းရဲသားတယောက်ကိုဝင်ငွေရစေပုံတပုံကိုမင်းအတွက်ဖယ်ထားပါလို့အကြံပေးတာဟာလက်တွေ့ကြပါမလား ကြည့်ရတာတော့မဖြစ်နိုင်ဘူးထင်စရာပါပဲ ဟုတ်တယ်လေဗျာမဖြစ်နိုင်တဲ့အချမ်းကြီးဖေးနေတယ်လို့မခံစားရဘူးလားတကယ်လက်တွေ့မှာအကျွေးရှင်တွေကတကားလာခေါင်းနေဘယ်လိုလုပ်စေပုံတပုံဖယ်ထားလို့ရမှာလဲ ဒီမိခွန်းကအရင်ကောင်းပါလေရှင်ပုံမှန်အားဖြင့်ကြည့်ရင်အဲ့ဒီလိုထင်စရာပါပဲဒါပေမဲ့ဒီမှာ algorithmic ဆိုလို့ခြင်းတဲ့သဘောတရားကတင်ချာတွက်ပြတာထက်စိတ်ပိုင်းဆိုင်ရာအပြောင်းလဲကိုပြောချင်တာပါရှင် စိတ်ပိုင်းဆိုင်ရာအပြောင်းလဲဆိုတော့က ဟုတ်လေကျမတို့တွေအလုံးလုံးကြတယ်ပိတ်ဆန်တွေရလာတယ်ဒါပေမဲ့အဝက်အထည်တွေကိုပေးလိုက်ရတယ်စားစရာတွေကိုပေးလိုက်ရတယ်အင်ရှင်ကိုပေးလိုက်ရတယ်အကျွေးရှင်ကိုပေးလိုက်ရတယ် ဟုတ်တယ်ဗျာရလာသမျှကအပြင်ကိုချီပဲထွက်သွားတာ အဲ့ဒါပေါ့ရှင်တကယ်တမ်းကျတော့ကိုယ့်ရဲ့ခွန်အားကညံကြီးအချိန်တွေကိုသုံးပြီးရှာထားတဲ့ငွေတွေကိုသူများတွေကိုပဲလိုက်ခွဲဝေပေးနေရတာလေကိုယ်ပိုင်အချိန်နဲ့လှုပ်အားကိုတခြားသူတွေအတွက်အခမဲ့ပေးလိုက်တယ်လို့ဖြစ်နေတယ်အဲ့ဒီအဝိုင်းအဝန်းတဲကနေမထွက်နိုင်သူတွေဘယ်တော့မှမချမ်းသာနိုင်ဘူးရှင် အော်သဘောပေါက်ပြီကိုပြလဲပေးချေဖို့ကိုပြောတာပဲဗျာကိုကကျွေးရှင်ဒီဈေးဒီကိုပေးဖို့လောက်ပဲဦးစားပေးနေပြီ
တကယ်ပြီးမှန်းခဲ့တဲ့ကိုကြတော့ဘာမှမပေးဘူးဖြစ်နေကြပေါ့ မှန်ပါတယ်ရှင်။ EIR တုံးထက်ကိုအရင်ဆုံးပေးချရမယ်ဆိုတဲ့အတိတရားကိုပြောတာပါပဲ။ တော်တော်လေးထိမိတဲ့ချက်ပဲဗျာ ငွေငယ်ရဲ့အနည်းဆုံးစေပုံတစ်ပုံကိုကိုယ့်အတွက်အရင်ဖိထားလိုက်တယ်ဆိုတာဟာကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုကိုယ်တိုင်ပြန်လဲဝေယူလိုက်တဲ့သဘောပါပဲရှင်။ဒါဟာငါဘဝရဲ့ပထမဆုံးဦးစားပေးရငါကိုယ်တိုင်ပဲဆိုတဲ့စိတ်ဓာတ်ကိုတိဆောက်လိုက်တာဖြစ်ပါတယ် ဒါပေမဲ့ကျန်တဲ့စေပုံကိုပုံနဲ့ဘလို့ရက်တည်မလဲဗျာ ။အကျွေးရှင်တွေကိုပေးဖို့10ပုံ9ပုံကြံသေးတယ်လေ။အဲ့ဒီ10ပုံ9ပုံနဲ့လောက်ငါအောင်နေထိုင်တတ်ဖို့ကကိုယ့်ရဲ့စီမံခန့်ခွဲမှုပိုင်းချသွားပြီ။အဲ့ဒီလိုဖိထားနိုင်ဖို့ဆိုရင်မလိုအပ်တဲ့အသုံးစရိတ်တွေကိုရှော့ချရမယ်။တေးသေးချာချာစီမံရမယ်။ တကယ်တော့အဲ့ဒီလိုစီကံချက်လေးတစ်ခုကိုစတင်လှုပ်ဆောင်လိုက်တာနဲ့ပြေးစက်ပေါ်ကနေပြင်းကိုရောက်သွားတာပါပဲနော် ဟုတ်ပါတယ်ရှင်ဒီမှာအတော်လေးစိတ်ဝင်စားဖို့ကောင်းတာကချွေတာဆုစောင်းယုံတက်တက်နဲ့ပြီးမသွားဘူးဆိုတဲ့အချက်ပါပဲ ဒါဆိုရင်အဲ့ဒီလိုဆယ်ပုံတစ်ပုံဖယ်ထားပြီးဆိုတော့အဲ့ဒီငွေတွေကိုဒေတာထဲမှာတော့ခတ်ပြီးတင်းထားရုံနဲ့ချမ်းသာလာမှာလား လုံးဝမဟုတ်ပါဘူးရှင်ငွေဖောင်းပွားမှုတွေပါတယ်နဲ့ဆိုပို့တောင်ရှုံးတေးတယ်မဟုတ်လားEconomics ကထပ်တင်ပေးလာကအဲ့ဒီလိုစုဆောင်းထားတဲ့ငွေတွေကိုကျွမ်းကျင်သူတွေရဲ့အကြံဉာဏ်ရယူပြီးယင်းနှိမ့်မြုပ်နိုင်ရမယ်ဆိုတာပါရှင် ယင်းနှိမ့်မြုပ်နိုင်ရမယ်ပေါ့ ဟုတ်ကဲ့ငွေကိုငွေချေချေကျွမ်းပြီးဖန်တီးရမယ်ဒီနေရာမှာဘလို့လို့တလဲဆိုတဲ့ယန်တရားကိုသိချကြည့်ရအောင်မိမိစုဆောင်းထားတဲ့ငွေအရင်နှိကအလို့လို့အတိုးရလာမယ် ဟုတ်ပြီ အဲ့ဒီရလာတဲ့အတိုးဆိုတာမူလငွေကြေးကျွမ်းကန်နေမွေးဖွားလာတဲ့ကလေးတွေပဲရှင် အတိုးကနေကလေးတွေထမွေးလာတယ်ပေါ့ဗျာ ဟုတ်တယ်ရှင်အဲ့ဒီကလေးတွေကိုပါထပ်ပြီးအလုပ်ခိုင်းရမယ်သူတို့ကလည်းထပ်ပြီးမြေးတွေမွေးလာအောင်မယ်အဲ့ဒီမြေးတွေကလည်းကိုယ့်အတွက်အလုပ်ဆက်လုပ်ပေးမယ် compound အတိုးရဲ့သဘောတရားကိုပြောတာပေါ့နော်ငွေကငွေကိုပြန်ရှာပေးတယ်အဲ့ဒီရလာတဲ့ငွေကနောက်ထပ်ငွေကိုထပ်ရှာပေးတယ်ပေါ့အဆက်မပြတ်လဲပတ်နေတဲ့စနစ်ကြီးတစ်ခုကိုတိဆောက်ရမယ်ဆိုတဲ့သဘောပဲဗျာ တိကျပါတယ်ရှင်အဲ့ဒီလိုအတိုးနဲ့အတိုးထပ်ဖွာလာတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုယ့်အတွက်အချိန်ပြည့်နေ့ရောညပါကိုအိတ်နေတဲ့အချိန်မှတော့မနာတာအလုပ်လုပ်ပေးနေမှာသာတကယ်ချမ်းသာကြွယ်ဝမှုဆိုတာကိုတီးဆုံးနိုင်မှာပါ တကယ်ကိုအားကောင်းတဲ့စနစ်ကြီးပဲဗျာ အာကကအဲ့ဒီယန်ဒီယာကိုနားလေပြီးလက်တွေ့ကျင့်သုံးခဲ့လို့အချမ်းသာဆုံးဖြစ်လာတာပါရှင်သူကငွေကိုသူ့အတွက်အလုပ်လုပ်ပေးမဲ့စနစ်တစ်ခုအဖြစ်ပြောင်းလဲပေးလိုက်တာပါ ဒါပေမဲ့ဗျာအာကက်လက်အစားပိုင်းမှာအမားတွေလုတ်ခဲ့ဘူးတယ်မဟုတ်လား ဟုတ်ကဲ့လုပ်ခဲ့ဘူးပါလားရှင်ဘလို့အမှားမျိုးကိုတတိယမိလဲရှင် အဖြစ်ပြလေးတွေဗျာအဲ့ဒီမှာပိတ်ဆန်တွေအကုန်ဆုံးရှုံးသွားခဲ့ရတယ်မဟုတ်လား အဲ့ဒါကဒုတိယအရေးကြီးဆုံးသင်ခန်းစာပဲရှင်ယင်းနှိမ့်မြုပ်နိုင်တဲ့အခါမှာကိုနားမလဲတဲ့ကိစ္စဒါမှမဟုတ်မသက်ဆိုင်တဲ့ပညာရှင်စီမှာတွားပြီးမမြုပ်နိုင်ရဘူးဆိုတာပါပဲ ဟုတ်တယ်လေရနာကြောင့်တီးချင်တဲ့ရနာကုန်းတွေကိုမေးရမှာပေါ့ အဲ့ဒါပေါ့ရှင်ယရနာဝယ်ဖို့ဆိုရင်ယရနာကုန်းတဲ့စီမှာအကြံတောင်းရမယ်အုပ်လုပ်တဲ့သူစီမှာတော့မတောင်းရဘူးဆိုတဲ့အတိတရားပါဒီလိုအမားတွေကနေသင်ယူပြီးနောက်ပိုင်းမှာဒိုင်းလွားလုပ်တဲ့ပညာရှင်စီမှာကြေးနီဝယ်ဖို့ငွေရင်းနှီးမြုပ်နှံရကနေအထိုးတွေစတင်ရရှိလာတာဖြစ်ပါတယ်ရှင် ကဲဒါဒီအလုံးကဘာကိုဆိုလိုတာလဲဗျာဒီတငွေချင်း၃ယောက်ရဲ့ဘွားဖြတ်တောင်းမှုတွေကနေကျွန်တော်တို့ဘာတွေနိုင်ရှင်ကြည့်လို့ရနိုင်မလဲအထူးသဖြင့်ဘွားမှာရောင်းရတင်းတင်မှုကိုရှာဖွေတဲ့နေရာမှာသူတို့ရဲ့အမြင်တွေဘလောက်တောင်ကွာခြားသွားတယ်လဲဆိုတာကစဉ်းစားစရာပဲဗျာ Evelyn နဲ့ Copy တို့အတွက်ကရောင်းရည်တင်းတင်းမှုဆိုတာပြင်ပကအရာတွေပေါ်မှာမူတည်နေတယ်ရှင်သူတို့စ조사ထားမှုအတွက်တင်းလျော်တဲ့ဆူလောက်ကိုကန်တရားဒါမှမဟုတ်နတ်ဖျားတွေကပေးသနာမှရမယ်လို့ထင်ထားကြတယ် ကိုဘွားကိုသူညာလက်ချက်အပ်ထားတယ်လို့မျိုးပေါ့ ဟုတ်ကဲ့သူတို့ကကိုယ့်ရဲ့ကမ်းချက်မှာကိုသူတစ်ပါးလက်ထက်ထည့်ထားသလိုဖြစ်နေတယ်ရှင် တနည်းပြောရင်သူတို့ရဲ့ထင်းချုပ်နိုင်စွမ်းကပြင်ပမှာချစ်နေတာပေါ့ဗျာကိုဘွားကိုတိုင်ပဲ့ကောင်းနေတယ်လို့မယုံကြည်ကြဘူးသူတို့စွမ်းကုန်စ조사လေဒါပေမဲ့ရလက်ကသူတို့ချင်းချုပ်လို့မရတဲ့အရာဖြစ်နေတယ် မှန်ပါတယ်ရှင်အဲ့ဒါတော့ဘာဖြစ်လာလဲဆိုတော့လေ သူတို့မျောလဲနေလို့ဖြစ်မလာတဲ့အခါကန်တရားကမျက်နှာမသားတဲ့အခါလက်ရှိဘွားကိုမချေနှံ့နိုင်ပဲဒေါသထက်စိတ်ပြအားငယ်နေကြတာပေါ့ဗျာ ဒါကအရေးကြီးတဲ့မြေခွန်းတစ်ခုကိုဖြစ်ဖို့စေတယ်ရှင်တကယ်ရောင်းရည်တင်းတင်းမှုတကယ်လွတ်လပ်မှုဆိုတာဘယ်ကလာတယ်လဲဆိုတာပါပဲအာကတ်ရဲ့အမြင်ကကျတော့လုံးဝကိုခြားနာပါတယ်ရှင် ဘယ်လိုချမ်းသာတာလဲဗျာ သူ့အတွက်ရောင်းရည်တင်းတင်းမှုဆိုတာကိုယ့်ရဲ့ဝင်ငွေထွက်ငွေကိုအပြည့်အဝထိန်းချုပ်နိုင်ခြင်းကနေလာတာပါရှင်ငွေကြီးဆိုတာဘလို့အလူးလုပ်တယ်လဲဆိုတဲ့တိကျတဲ့ဥပဒေသေးတွေကိုသူနားလည်ထားတယ် ဥပဒေသေးတွေကိုလက်တွေ့ကျင့်သုံးတယ်ပေါ့ ဟုတ်ကဲ့ကိုက10ပုံတပုံကိုစုမယ်မန်ကန်တဲ့နေရာမှာယင်းနှီးမြုံနှံမယ်အတိုးဒီနဲ့ထပ်ပြီးယင်းနှီးမယ်ဆိုတဲ့တိကျတဲ့တင်ချာနီးချစနစ်တစ်ခုကိုသူပိုင်ဆိုင်ထားတယ်လေ ဟုတ်တယ်ဗျာ तू ကအနားကအတွက်လုံခြုံစိတ်ချရတဲ့စနစ်တစ်ခုကိုကိုယ်တိုင်တိဆောက်ထားပြီးပြီလေ
ဒါကြောင့်မနေ့ပြန်ဘာစားရမလဲအကျွေးရှင်းတွေလာမလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေအလားတာမရှိတော့ဘူး အဲ့ဒါကြောင့်စိတ်အေးချမ်းမှုကိုရလာတာပါရှင် သူထေးကြီးဖြစ်လာလို့စိတ်အေးချမ်းသွားတာမဟုတ်ပဲကိုဘွားကိုကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့စနစ်ရှိနေလို့စိတ်အေးချမ်းသွားတာလို့မြင်တယ်ဗျာ အဲ့ဒါကြောင့်မို့အောင်မြင်မှုဆိုတာရေတိုငွေအများကြီးရှာနိုင်တာဒါမှမဟုတ်ကံကောင်းလို့ထီပေါက်တာမျိုးမဟုတ်ဘူးရှင်ရေရှည်အတွက်ဉာဏ်အမျှော်အမြင်ရှိစွာယင်းနှီးမြုပ်နှံတတ်မှုစီကံရှိမှုနဲ့အရေးအကြီးဆုံးကမိမိကိုယ်ကိုတန်ဖိုးထားလေးစားမှုတွေပေါ်မှာအများကြီးမူတည်နေပါတယ် မိမိကိုတမိုးထားတယ်ဆိုတာကလည်းအရင်ဆုံးကိုပြန်လဲပေးချေခြင်းဆိုတဲ့လောက်ရက်ကနေစတင်တာပဲနော် မှန်ပါတယ်ရှင်ဘန်စာတို့လိုမန်ကန်တဲ့ပုံတူတာမရှိပဲယုံကနေရတာဟာပြမညွန့်တာရှိပြီးအာကက်လိုပညာနဲ့ယဉ်တဲ့စ조사အထုမှုကတကယ်အောင်မြင်မှုကိုရစေတယ်ဆိုတာထင်ရှားပါတယ်ရှင် တကယ်တော့ဗျာကျွန်တော်တို့တွေဘန်ဆန်လိုဇက်ကောင်မျိုးကိုပြင်ပလောကမှာခဏခဏတွေ့ရတတ်ပါတယ်အရန်တော်တဲ့အင်ဂျင်နီယာတွေအရန်တော်တဲ့ဆရာဝန်တွေတိတ်ကိုကျွမ်းကျင်တဲ့အမှုပညာရှင်တွေပေါ့ ဟုတ်ကဲ့အများကြီးရှိပါတယ်ရှင် ဒါပေမဲ့စီးပွားရေးအရာကြည့်လိုက်ရင်အမေနဲ့ယုံကန်နေရတယ်ဘာလို့လဲဆိုတော့သူတို့ကသူတို့ရဲ့ကျွမ်းကျင်မှုတတ်ကမယ်သူတို့ကိုချမ်းသာစေမယ်လို့ထင်နေရလို့ပဲဗျတကယ်တော့ငွေကြေးစီမံခန့်ခွဲမှုဆိုတာကတီးတန့်လေ့လာရမယ်ပညာရဲ့တစ်ခုဆိုတာကိုမဲ့နေတတ်ကြတယ် ဟုတ်ပါတယ်ရှင်ချမ်းသာကြွယ်ဝခြင်းဟာငွေအများကြီးရှားနိုင်ခြင်းတသက်မဟုတ်ပဲကိုယ်ပိုင်အချို့ချအာဏာကိုတည်ဆောက်ခြင်းပါပဲရှင်ကိုဘဝရဲ့ပဲ့ကန်ရှင်ကကိုယ်တိုင်ဖြစ်လာဖို့ဆိုရင်ငွေကြေးရဲ့သဘောတဘာဝကိုနားလည်ဖို့ကမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လာပါတယ်ရှင် တကယ်ကိုလေးနဲ့တဲ့တင်ငယ်စားတွေပါပဲဗျာအလုံးကနှစ်ချို့ပြီးကြည့်မယ်ဆိုရင်ဘဝမှာရိုးသားစွာအလုပ်စူးစမ်းခြင်းဟာမရှိမဖြစ်အရေးကြီးပါတယ် ဟုတ်ကဲ့အရေးကြီးပါတယ်ရှင် ဒါပေမဲ့အဲ့ဒီစူးစမ်းမှုကြီးတက်ကလုံလောက်တဲ့အဖြေမဟုတ်ပါဘူးကိုရှာဝေထားတဲ့ငွေကြေးကိုအတွက်ပြန်လဲအလုံးလောက်ပေးမဲ့စီမင်းဥပဒေဒေတာတွေကိုပါနားလဲခြင်းတုံးကိုလိုအပ်ပါတယ် အတိအကျပါပဲရှင် အဲ့ဒီလိုမှမဟုတ်ရင်တော့ဝင်ငွေဘလောက်ပဲကောင်းကောင်းဘဝမှာအမှန်တကယ်လွတ်လပ်မှုနဲ့ရောင်းရဲတင်တင်မှုကိုဘယ်တော့မှရရှိနိုင်မှာမဟုတ်ပါဘူး မှန်ပါတယ်ရှင်ခေတ်ကာလတွေဘလို့ပဲပြောင်းလဲသွားပါစေအခြေခံသဘောတရားတွေကတော့အတူတူပါပဲဘေဘီလွန်ခေတ်ကရှင်စေးပြားတွေပေါ်မှာရေးခဲ့တဲ့ခေတ်ကနီအခု digital ငွေကြေးခေတ်အထိလူသားတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကတော့ပြောင်းလဲမသွားပါဘူးရှင် ဟုတ်တယ်ဗျာလူတွေရဲ့စိတ်ကတော့အတူတူပဲ ဘန်ဆာနဲ့ကော်ပီတို့လိုပြင်ပကန်တရားကိုပဲမျှော်လင့်ပြီးရုန်းကန်နေမှာလားဒါမှမဟုတ်အကက်ကတ်တို့မိမိရဲ့ငွေကြေးကံကြမ္မာကိုမိမိကိုယ်တိုင်တာဝန်ယူပြီးစနစ်တကျတိဆောက်သွားမလားဆိုတာကအမေနဲ့စဉ်းစားရမယ့်ချက်ဖြစ်နေမှာပါရှင် ဒါဆိုရင်နောက်ဆုံးအနေနဲ့ဒီကနေ့လေ့လာခဲ့တဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတွေးတောစရာလေးတစ်ခုကိုချမ်းသာရခဲ့ရင်ပါတယ်ဗျာ ဟုတ်ကဲ့ပြောပါရှင် တကယ်ဝေးလူတစ်ယောက်ဟာသူရှာဖွေရရှိသမျှဝင်ငွေတွေကအစိပ်ပိုင်းတစ်ခုကိုသူ့အတွက်အမှန်တကယ်မသိသိနိုင်ဘူးသူ့ကိုငွေပြန်ရှာပေးမယ့်ရန်တရားတစ်ခုအဖြစ်မဖန်တီးနိုင်ဘူးဆိုရင်နိုင်ငံရေးရဥပဒေရလွတ်လပ်တဲ့နိုင်ငံသားတွေဖြစ်နေတယ်လို့ဆိုတော့လက်တွေ့စီးပွားရေးရလို့သူတို့ဟာတကယ်ပဲလွတ်လပ်သူတွေဖြစ်နေမှာမလား တကယ်ကိုစဉ်းစားစရာပါပဲရှင် ဒါမှမဟုတ်ဈေးဝယ်စင်တာတွေစားတောက်ဆိုင်တွေနဲ့အကျွေးဝယ်ခဲ့ company တွေအတွက်တစ်သက်လုံးအခက်မဲ့လောအားပေးနေတဲ့ခက်တိကြေကျွန်းနေတာဖြစ်နေမလားဆိုတာကဆက်လက်စဉ်းစားစရာပါပဲဗျာအားလုံးပဲနောက်ထပ်လေးလာဆန်းစစ်မှုတွေမှာပြန်လည်ဆုံတွေ့ရပါ